လေးရှင် ကျွန်တော်တောက်ရဲရောင်းလိုက်တာခမရလေ ဟုတ်တေချာမမတ်မျိုးရှင်ဟိုကျမတို့ရောင်းရတဲ့လူတွေကရမ်းများတော့လေဘာဖြစ်လို့လဲရှင် ဘာဖြစ်ရမှာလဲဒီကလေးအသက်ကဘယ်လောက်ရှိမယ်လို့ခမရထင်လဲ ။အော်ဘာဖြစ်လို့လဲဗျ။ဒီကောင်လေးကဒီမှာဝင်နေချက်ပါ။ကျွန်တော်ရောင်းလိုက်တာပါဗျ။ဘာလို့လဲမသိဘူးနော် အေးခုဒီကလေးအသက်ဘယ်လောက်ရှိပြီလဲခမရသိတယ် ။မသိဘူးလေ။အလွန်ဆုံးရှိ16နှစ်လောက်ပေါ့ ဟိုဘာဖြစ်လို့လဲရှင် အေးဟုတ်တယ်16နှစ်ကျော်ပဲရှိသေးတယ်12တန်းတက်နေတဲ့ကြောင်းသား18နှစ်မပြည့်သေးတဲ့လူငယ်တယောက်ကိုစစ်လိတ်အရက်မရောအောင်ဆိုခမရတို့နားမလဲဘူးလားဟမ် ကိုမင်းရှင်ဘာပြဿနာရှာနေရလဲတိုးနဲ့ဘာဆိုင်လို့လဲ ဆိုင်နေကွာဆိုင်နေငါပြဿနာရှားနေရမို့သူတို့ရောင်းလို့ခုလိုလူငယ်ပြက်စီးနေတယ် ဟိုမဆိုင်မှုထင်တယ်တော့ကိုကျမတို့ကရောင်းချခွင့်လိုင်းစင်နဲ့အခွန်ဆောင်ပြီးတော့တရားဝင်ရောင်းချနေတာဘယ်သူလောက်ပဲကျမတို့ကရောင်းအောင်ပါပဲလေ ရောင်းရင်လည်းရောင်းလို့ရမလားဗျအသက်အရွယ်ကြည့်ပြီးရောင်းမှာခမရတို့တောင်းလေ ။အာဒီလူကတော့ကွာဒီမှာဟဲ့လူ နေကျမပြောမယ်ဒီမဲ့ဆိုင်တိုင်းဒီလိုပဲရောင်းနေတာလာဝဲသူရှိလို့လဲရောင်းတာစွတ်တင်လိုက်ရောင်းနေရမဟုတ်ဘူးဒါကျမတို့စီးပွားရေးဘယ်သူလောက်ပဲကျမတို့ရောင်းအောင်ပါပဲလေ ။မေဖေကိုပြုံးပြတာရှက်လား ကိုမင်းရှင်တော်တော့ပြီနော်ရှင်ကြရက်တော့သူများကြရက်မရမှုသွားပြောနေလာပြန်မယ် ဟာငါတောက်တာပဲကွာငါတောက်တော့ငငယ်ရွယ်နဲ့အပြက်စီးမခံနိုင်ဘူးခုပဲဒီပညာရေးထိခိုက်ဒါသူတို့ရေမစင်မချင်းရောင်းလို့ဖြစ်ရတယ် အမလေးတော့တချို့တွေညာကိုသားသမီးကိုနိုင်အောင်မထိန်နိုင်တာပတ်ဝန်းကျင်ကိုပိတ်ရနေရအံ့ဩပါ ဟာဒါခမရတို့ရောင်းလို့ဖြစ်ရတာလေအသက်မပြည့်ရင်မရောင်းအောင်ဆိုတာခမရတို့နားမလဲဘူးဒါတရားစွဲလို့ရရင်နော်ရှင်းလား ။ဒီလူကတော့ကွာ အမေဆွဲလိုက်စမ်းပါအရက်သမားသားမို့ရက်သမားဖြစ်တာလေကိုသားနိုင်အောင်ထိန် သွားပါဗျာပြန်ကြပါတော့သူများဆိုင်ရှိမှာအော်ကြီးရကျင်နဲ့ တွားဆိုင်ရက်ကိုလည်းမနေနဲ့အာယုံနောက်တယ်ဘယ်နဲ့တော့သူများဆိုင်ရှိကိုလာပြီးအော်ကြီးရဲ့ကျန်အချက်မရှိ လာပါရှင်ပြန်ကြရအောင်ကိုမင်းလာ အေးခမရတို့တတိထားနေကျို့အကြောင်းကောင်းကောင်းသိတယ်နောက်တစ်ခါရောင်းလို့တော့ခမရတို့ဆိုင်ကိုမိရရှို့ ။အောင်မဒီလူကတော့တရားလုံးလာပြီ လုံးလိုက်လေတတိရှင်လုံးလိုက်စမ်းပါသူကညာချင်းချော်ရရှိသေးတယ် လာပါရှင်လာသမ်းပါရှင်တော်လေ မင်းငါအကြောင်းသိရင်တော့ခင်တယ်ပဲအေး တိတယ်လာခဲ့ ကျမတော့မကျေနပ်ဘူးကိုမတော့ဈေးရောက်နေဟောဘလိုင်းလာစောကားတော့ အန်ဒီအဖေကအရက်ဝယ်ခိုင်းလိုက်လို့ လာပြန်ပြီနောက်တစ်ယောက်မရောင်းနိုင်ဘူးလို့ပြောလိုက်တောက်ချင်ကိုယ့်ဘာတော့လာပဲခိုင်းတွား ခို့အဖေက6ဒီဖောက်ရောင်းနေလို့လမ်းမလျှောက်နိုင်တော့ဘူး ။အေးသမီးအဲ့ဒါဆိုသမီးအမေဖြစ်အခြားလူကြီးတယောက်ကိုလာဝယ်ခိုင်းလိုက်ကြလား။သွား ပတ်ဆက်ပေးဝယ်အောင်ကြီးကျယ်နဲ့ တော်ဂျုံမွေတဲ့ကောင်ဒါကမိဘကောင်းစေခြင်းလို့အမြင့်တင်ပြီးတော့ခုံချတဲ့ကောင် ဒီခေတ်ကုံစင်းတော့ဒီခေတ်ပညာရေးစိန်နဲ့အမေတို့ကဘလောက်ရုန်းကန်ပြီးစူးစမ်းထားရတယ်ဆိုတာမင်းသိလား ဟဲ့အောင်ဒီမှာចောင်းသားဆိုတာចောင်းသားတစ်ခုရဲ့လောက်ရမှာကျန်တာဘာမှစိတ်ရောက်လို့မရចောင်းသားဖြစ်ပြီးဒီအရွယ်နဲ့ရက်တော့တယ်လို့ကွာမင်းလို့ရမှန်လားပြောဟမ်ရက်တော့တာတိတ်ကောင်းတယ်ဟုတ်ဟင်းဟေ့ကောင် ။ဒါဆိုဖေရောရက်တော့တာကောင်းတယ် ဘာကွာ